ဂျပန်အကောင့်နဲ့ပတ်စံဘယ်လိုရှာမလဲဂျပန်ရောက်နေတဲ့သူတွေရောဂျပန်အကောင့်တုံးနေတဲ့သူတွေရော TikTok ကနေပတ်စံဘယ်လိုရှာမလဲသိပြီလားအဓိကလိုအပ်ချက်၃ခုကိုဒီဗီဒီယိုမှာပြောပြပေးသွားမယ်နော် follower တင်းအကောင့်မှာ follower အနည်းဆုံး1000ရှိရပါမယ် views နောက်ဆုံးရက်30အတွင်းကြည့်ရှုမှုအနည်းဆုံး300,000ရှိရပါမယ် age အသက်18နှစ်ပြည့်ပြီးသားဖြစ်ရပါမယ်အရေးကြီးဆုံးတစ်ချက်ကတော့တင်လိုက်တဲ့ဗီဒီယိုကအနည်းဆုံး10မိနစ်60စက္ကန့်ပြီးမှသာ Creator Rewards Program ကနေပတ်စံရမှာဖြစ်ပါတယ်ပြီးတော့တခြားသူစီကကူးတင်လာမျိုးမဟုတ်ဘဲကိုယ်တိုင်ရိုက်တဲ့ original contact ဖြစ်ဖို့လည်းလိုတယ်နော်ဘယ်မှာရှောက်ရမလဲဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ profile နဲ့က Creator Tools ကိုသွား Creator Rewards Program ထဲမှာ apply လုပ်ရုံပါပဲပတ်စံထုတ်ဖို့အတွက်ကတော့ PayPal တို့မဟုတ် Japan Bank account ရှိဖို့လိုအပ်ပါတယ် monetization အောင်သွားပြီဆိုရင်ပတ်စံထုတ်ဖို့အတွက်အောက်ပါတွေကိုပြင်ဆင်ထားရပါမယ် tax information အခွန်ဆိုင်ရာအချက်အလက်ဖြည့်ရပါမယ်ဂျပန်အကောင့်ဖြစ်တဲ့အတွက်ဂျပန်ဖုန်းနံပါတ်သို့မဟုတ်နေထိုင်ကြောင်းအထောက်အထားလိုအပ်နိုင်ပါတယ် payment method ပတ်စံထုတ်ယူဖို့အတွက် PayPal အကောင့်သို့မဟုတ်ဂျပန်ပြည်တွင်းဘဏ်အကောင့်တစ်ခုခုနဲ့ချိတ်ဆက်ရမှာဖြစ်ပါတယ် identity verification တင်းရဲ့ identity ကိုအတည်ပြုဖို့အတွက် passport သို့မဟုတ်ဂျပန်နိုင်ငံထုတ်နေထိုင်ခွင့်ကတ် residence ကတောင်းခံနေပါတယ်ဒီလိုမျိုး TikTok နီးပီနယ်တွေထပ်တိချင်ရင် follow လုပ်ထားဖို့မမေ့နဲ့ဦးနော်